အပြင်ထွက်ပြီးပုံဆွဲဖို့မကြောက်ပါနဲ့ဒီနေ့တော့ဒီနေရာလေးကိုကျွန်တော်ရဲ့ sketchbook ထဲမှာအမှတ်တရသိမ်းဆည်းသွားမှာပါတိုင်ရဲ့ပြင်ဆင်လေးကိုလည်းကြည့်လိုက်ပါဒီလိုနေရာမျိုးက urban sketcher တယောက်အတွက်ရွှေပါပဲဒါတွေကတော့ဒီနေ့ကျွန်တော်ပုံဆွဲဖို့ယူလာတဲ့ပစ္စည်းလေးတွေပဲဖြစ်ပါတယ်ကဲပစ္စည်းလေးတွေလည်းအစင်သင်းဖြစ်နေပြီဆိုတော့စလိုက်ရအောင်အရင်ဆုံးခဲတဲ့နဲ့ပုံချမ်းစဆွဲပါမယ်ဒီအဆင့်မှာအရင်ကြီးအသေးစိတ်မဆွဲပါဘူးအဓိကကတော့နေရာချထားမှု composition ပါပဲသပွဲတွေခုံတွေနောက်ခံအရာဝတ္ထုတွေဘယ်နေရာမှာပါရှိတယ်လဲဆိုတာကိုအချိုးစား proportion နဲ့ကိုက်အောင်ခဲတဲ့နဲ့ဖောက်ဖောက်ကလေးပဲဆွဲပါတယ်လိုအပ်ရင်မြင်းချောင်းတွေကိုလည်းအကြိမ်ကြိမ်ပြန်ဆွဲလို့ရပါတယ်ပုံချမ်းဆွဲပြီးတော့အချိန်မှာမှားထားတဲ့ kiwi smoothie လေးလည်းရနေပါပြီခုက fountain ကိုသုံးပြီးအသက်သွင်းမဲ့အဆင့်ပါဒီအဆင့်ကကျွန်တော်အကြိုက်ဆုံးပါပဲကျွန်တော်သုံးလေးရှိတဲ့နီးစနစ်တစ်ခုကအရှိကအရာတွေကိုအရင်ဆုံးစပြီးတော့ဆွဲတာပါဥပမာကျွန်တော်ရဲ့အရှိမရှိနေတဲ့ထိုင်းကုန်တွေစပွဲတွေဒါမှမဟုတ်ရင်ဖန်ခွက်တွေကိုလမ်းကမအနေနဲ့သုံးပြီးတော့အရင်ဆွဲပါတယ်ဒီလိုရှေ့ကပစ္စည်းတွေကိုအရင်ဆွဲလိုက်ခြင်းအပြင်နောက်က background မှာရှိနေတဲ့ coffee counter တွေထိုင်းကုန်တွေကိုဘယ်လောက်တိုင်းတာနဲ့ဆွဲရမလဲဆိုတာကိုပို့ပြီးတော့ခံမှန်းရလွယ်ကူသွားစေပါတယ်ဒီနည်းအားဖြင့်ရှေ့မှာရှိနေတဲ့ပစ္စည်းတွေကနောက်မှာရှိနေတဲ့မြင်ကွင်းကိုပေါင်းခတ်ပေးလိုက်တယ်လို့မျိုးပေါ့ဒီနေရာမှာလိုအပ်ချက်တစ်ခုပြောပြရင်အပြင်မှာထွက်ပြီးပုံဆွဲတဲ့အခါအပြင်မှာမြင်တွေ့ရတဲ့အတိုင်းအသေးစိတ်အချက်လက်ဒီတေးတွေကိုအကုန်လုံးလိုက်ဆွဲဖို့မကြိုးစားပါနဲ့ဘာလို့လဲဆိုတော့မြင်သမျှအကုန်လိုက်ဆွဲနေရင်ပုံကရှုပ်ပွားသွားတတ်လို့ပါအခုကျွန်တော်ဆွဲနေတဲ့ coffee ဆိုင်ဆိုလို့ရှိရင်ဆိုင်ကိုအလှဆင်ထားတဲ့ပစ္စည်းတွေအများကြီးပဲရှိပါတယ်အကုန်လုံးတော့လိုက်မဆွဲပါဘူးဒါပေမဲ့ဆိုင်ရဲ့အမွှေးသက်လေးတွေပါအောင်တော့ဖြစ်မနေထည့်ရမယ့်အလှဆင်ပစ္စည်းလေးတွေကိုတော့ထည့်ပြီးတော့ဆွဲရပါတယ်ချိုးနေရာလေးမှာအရေးမွက်ပဲပြလိုက်လို့ရှိရင်ကြည့်ရတဲ့သူရဲ့အုံနောက်ကအလိုလိုပါလဲဆိုတာကိုဖြည့်ပြီးနားလည်သွားပါလိမ့်မယ်ကျွန်တော်အမြဲပြောနေသလိုပဲအပြင်ထွက်ပြီးပုံဆွဲတယ်ဆိုတာတပ်ပုံရိုက်သလိုမျိုးအကုန်လုံးတိတိကျကျတူနေဖို့မလိုပါဘူးအဓိကအဲ့ဒီနေရာရဲ့အချိန်အဲ့ဒီနေရာရဲ့ခံစားချက်နဲ့အငွေသက်ကိုဖန်ဆုပ်နိုင်ဖို့ပဲလေအဲ့ဒီအတွက်ကြောင့်ဒီ coffee ဆိုင်ကိုဆွဲတဲ့အခါမှာလူပုံကိုထည့်ပြီးတော့မဆွဲခဲ့ပါဘူးလူတွေဆိုတာအသက်ဝင်လှုပ်ရှားပြီးတော့ရှုပ်ချက်ခတ်နေတယ်ဆိုတဲ့ပုံစံမျိုးခံစားချက်ကိုရပါတယ်လူတွေမပါတဲ့အခါမှာလုံးဝငင်းငင်းညံ့နဲ့အေးအေးဆေးဆေးရှိတယ်ဆိုတဲ့ခံစားချက်မျိုးပေးစမ်းနေလို့လူတွေကိုထည့်ပြီးတော့မဆွဲပါဘူးအချို့ကအခုလိုမျိုးကျွန်တော်အပြင်ထွက်ပြီးပုံဆွဲရတာကိုရှက်တယ်အကြည့်ခံရတာမျိုးကြောက်တတ်ကြတယ်တကယ်တော့ဒါကဖြစ်ဖြစ်တာရှိတတ်တဲ့အကြောက်တရားတစ်ခုပါပဲဒါပေမဲ့လက်တွေ့မှာတော့လူတွေကသူတို့အလုံးနဲ့သူတို့ရှုံနေကြရပါကျွန်တော်တို့သိပြီးတော့သတိမထားမိကြပါဘူးဒီထားမိလို့လာကြည့်ရင်တော့အစိုးမြင်တာမျိုးမဟုတ်ပဲဝါသနာပါလိုက်တာလှလိုက်တာဆိုပြီးတော့ကြီးမွန်းတာမျိုးစိတ်ဝင်စားလာမေးတာမျိုးပဲကြုံရတတ်ပါတယ်အမှုပညာဆိုတာလူတွေကိုဆက်သွယ်ပေးရဲ့တရားတစ်စင်းပဲမဟုတ်လားနောက်ပြီးကျွန်တော်ပြောပြချင်တာတစ်ခုရှိပါသေးတယ်ကျွန်တော်ကော်ဖီဆိုင်တွေလက်ဖေးဆိုင်တွေကိုတောက်ပြီးပုံဆွဲရတယ်လုံးဝကိုယ့်ကိုယ်ယုံကြည်မှုရှိပါတယ်ဒါပေမဲ့တခြားသူတွေစီကခဏခဏကြားရတာကတော့သူတို့ပုံဆွဲနေတဲ့ပုံကိုသူများတွေမြင်သွားမှစိုးရိမ်တာဒါမှမဟုတ်ရင်ပုံဆွဲနေရင်းနဲ့သူများကိုစိုက်ကြည့်နေတယ်လို့မျိုးဖြစ်သွားမှကြောက်ကြတာပါဒါကလုံးဝဖြစ်တင်ဖြစ်ထိုက်တဲ့အတွေးတွေပါဒါပေမဲ့ကျွန်တော်ထပ်ပြီးပြောပြရလေလူတွေကများသောအားဖြင့်သူတို့ကိုယ်တိုင်ဒါမှမဟုတ်တခြားတယောက်ယောက်နဲ့အမြဲတမ်းအလုပ်ရှုပ်နေတာမို့လို့ကျွန်တော်တို့ပုံဆွဲနေတာကိုသတိတော်မထားမိကြပါဘူးတကယ်လို့သတိထားမိသွားရင်တော့ကျွန်တော်တို့အဲ့ဒီလိုဆွဲနေတာကိုသူတို့ကအရန်စေရထက်တန်ပြီးတော့ဝမ်းသာအားရဖြစ်တတ်ကြပါတယ်ဒါကြောင့်ကျွန်တော်ဆိုရင်ပုံဆွဲနေတဲ့အချိန်မှာစိတ်ဝင်စားစရာကောင်းတဲ့စကားဝိုင်းတွေခဏခဏကြုံရတတ်ပါတယ်ပထမဆုံးအချိန်အနေငယ်မှာတော့နေရထိုင်ရခက်ပြီးကတိကောင်းဖြစ်တာမျိုးရှိနိုင်ပါတယ်လွန်ခဲ့တဲ့နှစ်တွေတုန်းကကျွန်တော်လည်းအပြင်ကိုထွက်ပြီးပုံဆွဲရမှာကိုကြောက်ခဲ့ပူပါတယ်ဒါပေမဲ့ရက်ွက်ထဲမှာပဲထွက်ပြီးဆွဲခဲ့တာဆိုတော့အကုန်လုံးကကိုယ်နဲ့တည်နေတော့အနေနဲ့များတော့စိတ်တုံကြုံမှုရခဲ့ပါတယ်အဲ့ဒါကကျွန်တော်ရဲ့ပထမဆုံးအချိန်အပြင်ထွက်ပြီး urban sketching လုပ်ခဲ့တာပါထူးထူးခြားခြားစိတ်ဝင်စားစရာမကောင်းပေမဲ့ကျွန်တော်လုပ်နိုင်ခဲ့ပါတယ်တကယ်လို့တယောက်တည်းပြုံထွက်ပြီးပုံဆွဲရမှာကြောက်တယ်ဆိုရင်ကိုယ့်ရဲ့တငယ်ချင်းတွေနဲ့အပြင်ထွက်တဲ့အခါမှာဆွဲကြည့်လို့ရပါတယ်ဒီလိုလဲအနားမှာရှိနေတော့အနေနဲ့များတော့အားပေးဖို့ရတာပေါ့အဲ့ဒါကြောင့်ပထမဆုံးခြေလမ်းကိုလမ်းကြည့်ဖို့နဲ့အပြင်မှာဖြစ်နေတာတွေကကောင်းတဲ့ကကြောက်စိတ်တွေတော့ကြောက်ဖို့မကောင်းဘူးဆိုတော့လက်တွေ့ခံစားကြည့်ဖို့လိုပါတယ်တကယ်လို့အပြင်မှာထွက်ပြီးပုံမဆွဲတဲ့လို့ကြောက်နေရဆိုရင်တော့ကျွန်တော်စီမှာ urban sketching video ကလေးရှိပါတယ် event နဲ့ challenge တွေလည်းရှိတာမို့လို့ပြောစရာလည်းကောင်းပါတယ်ဘုဆိုရင်အယောင်တွေထည့်နေတာလည်းပြီးလူနေပါဖြစ်နေပါပြီဒီဆိုင်လေးတွေကိုဝင်လိုက်ကြတဲ့အညိုရောင်တွေအဝါရောင်တွေကိုအများကြီးသုံးရမယ်ဆိုတော့ကျွန်တော်စဉ်းစားထားပြီးသားပါကွန်ပျူတာမှာအဝါရောင်မိန်ပြောမီလေးတွေရှိနေတာကနွေးထွေးရဲ့ခံစားချက်ကိုရစီပါတယ်နေရနေရလဲအညိုရောင်ဆိုပေမဲ့အညိုရောင်တွေအရင်အများကြီးဖြစ်သွားမှာဆိုလို့အဝါရောင်လေးကိုပဲအဆက်ကလေးတွေချတဲ့အနေနဲ့တက်ချလေးတွေဖန်လိုက်ပါတယ်ဒီလိုမျိုးအဆက်ကလေးတွေချပေးလိုက်ရုံနဲ့ပဲကြည့်ရတဲ့သူကဆက်ပြီးအယောင်တွေကိုသူ့ဘာသူလိုလိုဖြည့်သွားပါလိမ့်မယ်အယောင်ချဲတဲ့အပိုင်းထဲမှာကျွန်တော်အကြိုက်ဆုံးကတော့အဆက်ချတဲ့အပိုင်းပါကြိုက်လုံးလို့လည်းပုံဆွဲတဲ့ခါတိုင်းမှာပုံထဲမှာသုံးခဲ့တဲ့အယောင်လေးတွေကိုပြင်ပြီးတော့အဆက်ကလေးတွေနေနဲ့ပြင်သုံးပါတယ်ပုံနဲ့ပြီးသွားပြီဆိုတော့ final touch အနေနဲ့ sofa မှာရှိနေတဲ့ pattern လေးတွေကို white marker လေးနဲ့လိုက်ပြီးတော့ထည့်ပါတယ်
ဓာတ်ပုံရိုက်တာထက်အချိန်ပေးပြီး sketchbook ထဲမှာပုံဆွဲမှတ်တမ်းတင်ရင်းကနောက်တစ်ချိန်မှာပြန်ကြည့်တဲ့အခါအဲ့ဒီနေရာကဆိုင်ရဲ့ copy အနက်ငွေအသက်တွေနဲ့ခံစားချက်တွေကိုပို့ပြီးအသက်ဝင်တတိယနေသေးပါတယ်။အဲကျွန်တော်ရဲ့နောက်ဆုံးပြီးသွားတဲ့ result လေးပါ။ကျွန်တော်ပုံဆွဲနေတဲ့တစ်လျှောက်လုံးမှာဆိုင်ရှင်ကိုကြီးကလည်းလှမ်းကြည့်နေတဲ့အတွက်ကြောင့်မလို့သူလည်းသဘောကျမယ်ထင်လို့သူ့ကိုသွားပြဖြစ်ခဲ့ပါတယ်။သူနဲ့မိတ်ဆက်ပြီးတော့မှတီးလိုက်တာသူလည်းအမှုပညာသမားတစ်ယောက်ဆိုတာပါပဲ။ပုံဆွဲရတာခက်ခဲကြောင်းမဲ့ဖွယ်ရာအရာတခုမဟုတ်ပဲစိတ်ပန်းဖြည့်ပြီးအလွန်ပြောစရာကောင်းတဲ့အမှုပညာတစ်ခုဖြစ်လို့အားလုံးပဲ sketchbook လေးကင်ပြီးပြင်ထွက်ပြီးပုံဆွဲကြည့်ကြပါ။ပျော်ရွှင်စွာပုံဆွဲနိုင်ကြပါစေ။